Hello everyone ဒီနေ့တော့လက်ဖက်ရည်ဆိုင်မှာဈေးကြီးပေးဝယ်စားရတဲ့ချက်သားခောက်ဆွဲတုပ်လေးတုပ်ပြသွားမှာဖြစ်ပါတယ်။ဒီခောက်ဆွဲနေရာမှာနန်းကြီးဘက်တို့နန်းပြဘက်တို့ပါစားထိုးပြီးထည့်တုပ်လို့ရပါတယ်။အရင်ဆုံးကြောက်ခောက်ဆွဲတွေပြုတ်ပါမယ်။ချက်သွန်အညီဖြူမြုပ်တီးထောင်းထားတာလေးတွေကိုစီတက်လိုက်ပါတယ်။စီတက်လို့ချက်သွန်လေးတွေနွမ်းလာရင်နမ်နွေးမုံလေးထည့်ပါမယ်။စီတက်ပြီးတော့မွေးလာလို့ရှိရင်တော့ချက်သားလေးတွေထည့်ပြီးတော့လုံးပါမယ်။ချက်သားကိုရေမထည့်ဘဲနဲ့စီထွက်လာတဲ့အထိလုံးပြီးချက်ပါတယ်။ပြီးသွားရင်ဟင်းနှစ်ကလေးအရသာရှိအောင်လို့ငပြာရည်လေးထည့်ပေးလိုက်ပါတယ်။အားလုံးပြီးသွားရင်ဟင်းနှစ်ကလေးကျအောင်လို့ရေနည်းနည်းထည့်ပြီးတော့အပုံအုပ်ပြီးတဲထားလိုက်ပါမယ်။ဟင်းနှစ်ကလေးတွေကျသွားပြီဆိုလို့ရှိရင်တော့ခောက်ဆွဲတုပ်ကိုချက်သားကိုအေးခံထားပါမယ်။ခုနကပြုတ်ထားတဲ့ကျုပ်ခောက်ဆွဲကိုလိုတလောက်လေးထည့်ပြီးတော့တုပ်ပါမယ်။ကိုရီးယားတော့နှစ်ယောက်စာထမင်းလို့ခောက်ဆွဲတုပ်ကြီးပဲကိုအဝစားမှာဖြစ်တဲ့အတွက်ခောက်ဆွဲရည်အများကြီးထည့်ထားလိုက်ပါတယ်ပြီးသွားရင်တော့ချက်သားစီတက်ထားတဲ့ဟာတွေကိုထည့်ပါမယ်ခောက်ဆွဲတုပ်မှမဟုတ်ဘူးပေါ့နော်ဘာတုပ်ပဲမဟုတ်အများကြီးကြိုက်တဲ့အတွက်ပဲမဟုတ်စီစီလေးဖြစ်အောင်လို့ပဲမဟုတ်တွေပို့ထည့်ထားပါတယ်ပြီးသွားရင်ငပြာရည်လေးနည်းနည်းပေါက်ပါမယ်အချိုးမုံကြိုက်တယ်ဆိုလို့ရှိရင်ချိုးမုံလေးနည်းနည်းထည့်ပါတယ်ပြီးသွားရင်တမယာသီးလေး2စိမ့်လောက်ညှစ်ပြီးတော့တုပ်ကိုနေပါမယ်ခောက်ဆွဲနေရာမှာနန်းကြီးတို့နန်းပြားခောက်ဆွဲတို့ကိုပါအစားထိုးပြီးတုပ်လို့ရပါတယ်။ဆိုင်မှာခောက်ဆွဲကိုကြက်သားနဲ့တုပ်တာဆိုလို့ရှိရင်အရန်လေးဈေးကြီးပြီးတော့နှလုံးစာလောက်ပဲရှိရတဲ့အတွက်မဝပါဘူး။အခုလိုမျိုးအိမ်မှာတုပ်စားတော့များများလဲစားရတယ်၊ဗိုက်လဲဝရတယ်ပေါ့နော်။အိမ်မှာဒီလိုကြက်သားဟင်းကိုစီပြန်ချက်ရင်ခောက်ဆွဲတုပ်စားလိုက်တာများပါတယ်။စားကြပါအောင်ရှင်။ Thank you so much for watching. ခုလိုမျိုးအရသာရှိတဲ့ဗီဒီယိုလေးကြည့်ချင်ရင် like and follow လုပ်ခဲ့ပါ Bye bye